တနွေဖြူလို့ကြားလိုက်ရင်အလိုလိုတော်စောကြီးဆိုပြီးလူတိုင်းသိတဲ့အထိနာမည်ကျော်တယ်။တနွေဖြူတော်စောကြီးမြန်မာထမင်းဆိုင်ကမြန် live မှာ promotion ရနေပြီနော်။တနွေဖြူတော်စောကြီးဆိုင်လေးက Plunchit BTS station အနီး Sukhumvit Alley 1 lane မှာရှိပြီးမြန်မာပြည်သူတွေအများဆုံးဆွေးနွေးကြတဲ့ Barangrat ဆေးရုံကြီးတစ်ဝိုက်ပဲဆိုတော့ဆေးရုံလာတဲ့သူတွေအတွက်လည်းမြန်မာထမင်းဟင်းတကူတကရှာကြမလို့တော့ဘူးပေါ့။ဒီဆိုင်မှာငပိရေငပိထောင်နဲ့အတိုးမြုပ်အစုံကိုလည်း free ပေးထားပါသေးတယ်။ရတဲ့ဟင်းနဲ့အများကြီးတွေကမှစူဇန်တယောက်ဒီတစ်ခါယူလိုက်တာကတော့တခြားဆိုင်တွေမှာမရတဲ့ငါတလောက်ပေါင်းနဲ့ချမောင်ကျော်လေးကိုအတွဲဆက်စားခြင်းများနဲ့တူမလိုက်ပါတယ်။ဟင်းရီမှာဆိုဒီအချင်းဟင်းရီကတော်တော်အေးအေးစီပြီးတော့အစားတောက်ကိုလည်းပိုတိုးပြီးရတာရှိသွားစေတာပေါ့။ဒါအပြင်အရွက်ဟင်းအနေနဲ့ကညွတ်ကျော်နဲ့ပင်နဲ့ကြာစံဟင်းရီကလည်းမြန်မာထမင်းစားမယ်ဆိုမပေါဖြစ်ပဲနော်။ရေစားကောင်းလို့သူညနေစာမှာပါဆိတ်ဆွဲသွားပြီလေဒါနဲ့တနွေပြူတော်စောကြီးဆိုင်မှာမြန် live user တွေအတွက်ဘတ်900ဘုန်းနဲ့အထက်ဝယ်ယူတိုင်းအတုပ်တစ်ပွဲလက်ဆောင်ပေးနေပြီနော်ဒါအပြင်ဘတ်900ဘုန်းနဲ့အထက်ဝယ်ယူတိုင်းအရွက်ကျော်တစ်ပွဲဘတ်1000ဘုန်းနဲ့အထက်ဆို 7% discount ရှိသေးရနော်မပြန်ခင်လက်ဆောင်ရတဲ့တရချင်းတုံးလေးနဲ့ AEP အစပိတ်လေးကစားလိုက်ပါပြီ။မြန်လိုက်ပါကဘက်ကောက်မှာနောက်ထပ် promotion ရတဲ့စားသောက်ဆိုင်တွေရှိသေးတာဆိုတော့ price စာပြီးဆိုတိုင်းမြန် live ကိုသာဖွင့်ကြည့်လိုက်တော့နော်။